ရှစ်လကြာသည့်တိုင်အောင်ထူရဲ့အုတ်ကူနာမှာတစ္ဆာရှိရှိစောင့်နေတဲ့ထူရဲ့ချစ်သူကောင်မလေးမင်္ဂလာပါပရိသတ်ကြီးတို့ရေလူတွေရဲ့ဘဝတွေမှာအချိန်ဆိုတာကရှာအလုံးကိုကုစားနိုင်တယ်လို့ဆိုကြပါရယ်ဒါပေမဲ့ချို့သောမတ်တရားတွေချို့သောနာကျင်မှုတွေအထူးသဖြင့်ချို့သောချစ်စစ်တွေကတော့အချိန်ဘလောက်ကြာကြာမပြောင်းလဲသွားတတ်ပါဘူးဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့အချိန်ရှစ်လကြာသွားတာတောင်မပြောင်းလဲသေးတဲ့တစ္ဆာတရားကြီးမာတဲ့အချစ်ဆန်လင်းလေးတစ်ခုကြောင်းပါပဲဒါကတော့လွန်ခဲ့တဲ့ရှစ်လလောက်ကရုတ်တရက်ကြီးနှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ MRD ဖော်မင်းသားချောလေးထူနဲ့သူ့ရဲ့ချစ်သူကောင်မလေးကြောင့်ပဲဖြစ်ပါတယ်။ပရိသတ်ကြီးတော့မမေ့ကြအောင်ပါပါ။မင်းသားထူဆိုတာကအနုပညာလောကမှာနောက်ခံအတိုင်းဝိုင်းကြီးကြီးမားမားမရှိပဲသူ့ရဲ့ကြိုးစားမှုသူ့ရဲ့ရည်ချင်းနဲ့ပရိသတ်ရင်တွေကိုတဖြည်းဖြည်းဝင်ရောက်လာခဲ့တဲ့သူလေးပါ။မိခင်ကြီးကိုလိမ္မာရဲ့ကျေးစွာလှုပ်ကြွေးနေတဲ့သားလေးမလေးလေးဖြစ်ပါတယ်။ဒါပေမဲ့ကကြမ္မာကရက်ဆက်လုံးမာရီသူအောင်မြင်မှုလမ်းကြောင်းပေါ်ကိုအရှိန်ဟုန်နဲ့တက်နေတဲ့ချိန်သူ့ဘဝရဲ့အလှပဆုံးချိန်တွေမှာမချစ်မက်ထားတဲ့ရှင်မတော်တဆမှုတစ်ခုနဲ့ပရိသတ်အားလုံးကိုမျက်ရည်တွေနဲ့ထားခဲ့ပါရီသူကွယ်လွန်သွားခဲ့တာအခုဆိုရင်တော့ရှစ်လဆိုတဲ့အချိန်ကာလတစ်ခုတောင်မှရှိခဲ့ပါပြီ။လူဆိုတာမေးတတ်တဲ့တရဝါပါ။ရှစ်လဆိုတဲ့အချိန်ကနေတဲ့ချိန်တော့မဟုတ်ပါဘူး။အချို့ဆိုရင်သူ့ကိုယ်တောင်မှမေးလောက်ရောပေါ့။အထူးသဖြင့်သူ့ရဲ့မိသားစုဝင်တွေတငယ်ချင်းတွေပြီးတော့သူ့ရဲ့ချစ်သူကောင်မလေးပေါ့။သူဆုံးသွားတော့ကသူ့ရဲ့ချစ်သူကောင်မလေးဘလောက်တောင်မှ heart broken ဖြစ်ခဲ့မလဲဆိုတာအားလုံးကိုရင်းစားလို့ရပါတယ်။ဒါပေမဲ့ဒီလို social media ခေတ်ကြီးထဲမှာအချို့လူတွေကထင်လွဲတတ်ကြတယ်။သူမ Facebook ပေါ်မှာငိုယိုပူဆွေးနေတဲ့ပုံနဲ့ status တွေအများကြီးမတင်ခဲ့တာနဲ့ပဲအချို့လူတွေကဟဲ့သူသိခဲမစားရဘူးလားဒီလောက်မြင်မိသွားပြီလားခဏလေးပဲနေမှာပါနောက်တော့အချစ်တွေတွေ့သွားမှာပဲဆိုပြီးတော့လွယ်လွယ်ကူကူဝေဖန်ခဲ့ကြတာတွေရှိခဲ့ပါတယ်လူတွေကပြင်ပန်းမှာပြသနေတဲ့ပူဆွေးမှုတွေကိုပဲအစ်စ်မှန်လို့ထင်နေကြတယ်လေအချစ်စင်တဲ့သစ္စာတရားဆိုတာလူတွေမြင်အောင်ပြနေစရာမလိုပါဘူးတကယ်အစ်စ်မှန်ခံစားချက်ကတိတိလေးနဲ့နည်းနည်းရှိုင်းရှိုင်းရှိနေတတ်တာပါအခုမင်းသားတို့ကွယ်လွန်သွားတာရှစ်လကြာခဲ့ပါပြီလူတွေရဲ့အာယုံထဲမှာသူမင်းမိန်စာပြုလာပေမဲ့သူ့ရဲ့ချစ်သူကောင်မလေးကတော့သူတရက်မှမမေ့ခဲ့ပါဘူး။သူက Facebook ပေါ်မှာလူတွေမြင်အောင်ပို့ဆွေးမပြခဲ့ပေမဲ့တကယ်လက်တွေ့ဘဝမှာတော့သူချစ်ရတဲ့ထူးရဲ့အုပ်ကိုလေးစီကိုအမြဲတမ်းတွားရောက်နေစေဖြစ်ပါတယ်။ရှစ်လကြာတဲ့အထိသူ့ရဲ့အုပ်ကိုလေးမှာပန်းစည်းလေးတွေအမြဲလက်ဆက်နေအောင်သူကြိတ်တဲ့မုံလေးတွေရှောင်းနေအောင်ဒီကောင်မလေးကတစ္ဆာရှိရှိနဲ့ဂယုတစိုက်တွားရောက်နေတော့မှာပဲ။အတူတူရှိနေတော့ချစ်ကြမယ်ဆိုတာကလွယ်ပါတယ်။ဒါပေမဲ့တယောက်ကဒီလောကကြီးမှာမရှိတော့တာတောင်သူ့ပေါ်ထားတဲ့အချင်းနဲ့သစ္စာတရားကိုဆက်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်သွားမယ်ဆိုတာကတကယ့်ကိုရှားပါပြီးတန်မိုးပြတ်မရတဲ့စိတ်ဓာတ်ပါပဲဒီလိုခေတ်ကြီးထဲမှာကိုချစ်သူကွယ်လွန်သွားပြီးရှင်းလကြတဲ့အထိသူ့ရဲ့အုပ်ကူလေးကိုမပြတ်မကွက်သွားနေတော့မယ်ဆိုတဲ့ဒီလိုသစ္စာရှိတဲ့ချစ်သူမျိုးရဖို့ဆိုတာတကယ့်ကိုမလွယ်ပါဘူးမင်းသားသူကဘဝတူခဲ့ရပေမဲ့ဒီလိုမျိုးသစ္စာတရားကြီးမားတဲ့ချစ်သူမျိုးပိုင်ဆိုင်ခွင့်ရခဲ့တာသူတကယ်ကံကောင်းပါတယ်ပရိသတ်တွေကလည်းကွယ်လွန်သွားတဲ့မင်းသားသူတွေကောင်းရာမောင်ရာဘုံဘဝရောက်ပါစေလို့ဆုတောင်းပေးရင်သူ့ပေါ်သစ္စာရှိနေစေဖြစ်တဲ့သူ့ရဲ့ချစ်သူကောင်းမလေးကိုလည်းလေးစားသမှုနဲ့အတိမဲ့ပြုတ်ပေးတင်ပါတယ်ရှင်ပရိသတ်ကြီးတို့ဒီလိုရှားပါသွားပြီဖြစ်တဲ့သစ္စာတရားပေါ်ဘလို့ထင်မြင်မိပါသလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်